တော့ဝါနဲ့စတဲ့စကားလုံးထဲမှာဆိုရင်ဝါတရှိကျွန်ုပ်နော်ဝါတရှိပြီးသွားရင်ဝါကရုနော်ဝါကရုဆိုတာနားလေသည်နော်ဝါကာရီမတ်ကအခုနော်စစင်းမေးတယ်တမီးတို့နော်ဝါကာရီမတ်ကဟိုက်ဝါကာရီမတ်ဆိုတဲ့ဝါကရုနော်ဝါကရုဆိုတာနားလေသည်နောက်တစ်ခါကျတော့ဝါရဥဆိုတာကျတော့ရေမောသည်နော်ဝါရဥကရေမောသည်ရေသည်ဝါရဥနော်အဲ့တော့လိုက်ဖတ်မယ်နော်ဝါတရှိကျွန်ုပ်ဝါကရုနားလေသည်ဝါရဥရေမောသည်ဖတ်ကြည့်ပါအောင်ဝါတရှိကျွန်ုပ်ဝါကရုနားလေသည်ဝါရဥရေသည်နေသည်နော်နောက်တစ်ခုကကျတော့အိုးကကျတော့ဒါပြောပြမယ်နော်ဝါအိုးရဲ့ဒီ WO ဆိုတဲ့ O ပေါ့နော်ဒါပေမဲ့သူ့ကိုဝိုးလို့တော့အတန်ထွက်ဒါပေမဲ့နည်းနည်းပေါင်းထွက်တဲ့ခါကျရင် O ဆိုတဲ့အတန်လေးပဲနော် O ဆိုတဲ့အဓိပ္ပာယ်ထွက်တယ်အဲ့တော့ O လေးကကျတော့ तू ကလေခိုတိုးဘအနေနဲ့မရှိဘူးအဲ့ဒီစကလုံးပါတဲ့ခိုတိုးဘစကလုံးမရှိဘူးအဲ့ဒီစကလုံးတွဲရက်ပါတယ်စတဲ့စကလုံးမရှိဘူးမရှိတဲ့အတွက်ကြောင့်မလို့ဆန်းကျတော့ particle အနေနဲ့ပဲသုံးရမယ် particle နော်အဲ့တော့ O ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ကာကြီးလုံးကြီးနေတစ်ချောင်းငင်ကိုနော်ကိုထားပြီးတော့ရေကိုတောက်သည်စာအုပ်ကိုဖတ်သည်တချင်းကိုနားထောင်သည်အဲ့ဒီရဲ့ကာကြီးလုံးကြီးနေတစ်ချောင်းငင်ကိုဆိုတဲ့အဓိပ္ပာယ်နော် particle အနေနဲ့သုံးမယ်အဲ့တော့ဒီ example စာကြောင်းနဲ့ပဲကြက်မယ်နော်အဲ့တော့အရင်ဆုံးရှေ့မှာကြက်ခဲ့တဲ့မီစုရေနော်အဲ့တော့မီစုအိုနော်မှုနော်မီစုအိုနော်မှုအဲ့မှာ WO စမ်းစစ်တော့ဝိုးလို့အတန်မထွက်ဘဲနဲ့အိုလို့ပဲအတန်ထွက်ကမယ်ရေးတော့မှဖတ်တော့တာမဟုတ်ဘူးနော်အာလုံးကြီးတင်တစ်ချောင်းငင်အောက်ကမြင်အိုအဲ့တော့မီစုအိုနော်မှုပေါင်းဖတ်လိုက်တဲ့အခါအဲ့ဒီတန်ထွက်ဖတ်မယ်နော်မီစုအိုနော်မှုဖတ်ကြည့်ပါဦးမီဇူနော်မှုဆိုတာရေကိုတောက်တယ်နော်မှုဆိုတာတောက်တာနော်ပြီးရင်ဟွန်းအိုရောမှုဟွန်းရောမှုဟွန်းဆိုတာစာအုပ်အိုကိုဟွန်းကိုရောမှုဆိုတာဖတ်တယ်အဲ့တော့ဟွန်းအိုရောမှုစာအုပ်ကိုဖတ်တယ်နော်စာအုပ်ကိုဖတ်တယ်နောက်တစ်ခါ on ဂါခုအိုခိခု on အိုလေးနဲ့ on လေးနဲ့ဆိုစမ်းကြည့်လို့ on ဆိုတော့ on ခါကိုတနန်တင်တော့ဂ on ဂါခုအိုခိခုခိခုဆိုတာနားထောင်တာနော်နားထောင်တာအဲ့တော့ on ဂါခုဆိုတာတေးဂီတ on ဂါခုအိုခိခုဆိုရင်တေးဂီတကိုနားထောင်သည်နော်အဲ့တော့မှတ်ထားရမယ်နောက်ဆုံးဒီ wa o ရဲ့ o လေးဒီ particle နေနဲ့ပဲသုံးတယ်ခိုတိုးဘအနေနဲ့မရှိဘူးအဲ့တော့စာကြောင်းလေး ribbon လေးကိုဖတ်ပြမယ်မီစုအိုနော်မှုရေကိုတောက်သည်ဟွန်းအိုရောမှုစာအုပ်ကိုဖတ်သည်အွန်ဂါကူခိကူတေဂီတာကိုနားထောင်သည်ရမယ်နော်အဲ့တော့များဖတ်မှအတန်လေးတွေလည်းအသားကြမှာနော်များပြန်ကြည့်ပြီးတော့ဖတ်ပါနော်ပြီးရင်နောက်ဆုံးစကားလုံးလေးတွားရအောင်စမ်းကြည့်တော့နော်အွန်းနဲ့စတဲ့စကားလုံးအွန်းနဲ့စတာဆိုတော့မရှိဘူးအွန်းဆိုတာကအမြဲတမ်းပေါင်းထွက်တဲ့အတန်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါင်းထွက်တဲ့စကားလုံးလေးတွေကိုပဲတင်သွားမယ်နော်အဲ့တော့အွန်းနဲ့အွန်းနဲ့ဆိုရင်အွန်းဆော့အပေါ်ကဂါခုအွန်းဂါခုဆိုတာဒေဂီတာရေးထားတာသမီးဒေတာရေးထားနော်အွန်ဂါခုပြီးရင်တဲ့ကိုတဏ္ဍန်တင်တော့တဲ့စမ်းစစ်တော့တဲ့ကိုတဏ္ဍန်တင်တော့တဲ့အွန်လေးပေါင်းတော့ DEN ဖြစ်သွားတော့ဒန်ရှာဆိုတာယထာလျှက်စစ်ယထာကိုပြောနော်ဒန်ရှာဆိုတာလျှက်စစ်ယထာစမ်းစစ်လို့မြန်မာပြည်မှာအခုသုံးနေတဲ့ယထာကကြတော့ဒန်ရှာမဟုတ်ဘူးနော်ခိရှာဆိုရင်နွေးငွေးနဲ့သွားတချို့ကခိရှာဆိုပြီးသုံးအခုဒန်ရှာကကြတော့လျှက်စစ်ယထာနော်လျှက်စစ်ယထာသူကသူအော်တိုသွားတယ်ပြီးရင်နောက်တစ်ခါနီဟွန်းကောနော်ချင်းမှလည်းကြက်ခဲ့တယ်နီဟွန်းဆိုတာဂျပန်လို့ကြက်ခဲ့တယ်အဲ့တော့ဂေါ်လေးထည့်လိုက်တယ်နီဟွန်းကောဆိုတာဂျပန်ဘာသာစကားရမလားအဲ့တော့ဖတ်မယ်နော်အတူတူနော်အွန်ဂါခုတေဂီတာဒန်ရှာယထာနီဟွန်းကောဂျပန်ဘာသာစကားဟုတ်ပြီပြန်ဖတ်ပါအောင်အွန်ဂါခုတေဂီတာဒန်ရှာယထာနီဟွန်းကိုဂျပန်ဘာသာစကားဟုတ်ပြီโอเคအဲ့ဒါဆိုရင်သမီးအနေနဲ့ကဟီတာငါးနာ46လုံးကိုဒါ46လုံးကိုလည်းလေ့ကျင့်ရင်းသားဖြစ်သွားသလိုသူ့ရဲ့တက်ဆိုင်တဲ့စကားလုံးလေးတွေကိုလည်းကြက်ရင်းမှတ်ရင်းနဲ့စကားလုံးကိုပို့ပြီးတော့မှတ်မိသွားပြီเนาะအဲ့တော့စမ်းစစ်တို့အခုဒါဆိုရင်
ရိုမာကြီးရသွားပြီဟီရာကနာပြီးသွားပြီခိုတိုးပါလေးလည်းအတက်နိုင်ဆုံးလေးဒါဟီရာကနာနဲ့တက်ဆိုင်တဲ့ခိုတိုးပါလေးလည်းထုတ်ပေးပြီးသွားပြီအဲ့ဒါကြောင့်ဆက်ပြီးတော့စနေတို့ဘယ်သွားမလဲဆိုတော့ခတာခနာကိုသွားကြမယ်เนาะဒီနေ့ဆက်ပြီးတော့ ဟုတ် ဟိုက်